Hi ผู้ပွင့်ရတနာကြိုဆိုပါရှင်မေမေအခုပြပေးသွားခြင်းနဲ့ပန်းခိုင်လေးတွေဈေးနှုန်းအစားစားပန်းဒီဇိုင်းအမျိုးပေါင်း90ကိုမေမေပြပေးသွားပါမယ်ရှင်ဒါကိုမေမေကနမူနာအိုးဖြူလေးနဲ့ထိုးပြထားပါတယ်နော်စလင်းရွှေမြင်းရွှေလာငွေလာကြောက်လေးတွေဆိုရင်ပန်းတစ်ခိုင်ကို2,3500ကျပ်ပါရှင်တစ်ခွပလဲရှယ်အနီအစိမ်းပလဲအယောလေးတွေလည်းမျိုးစုံရပါမယ်ရှယ်လေးတွေကတော့တစ်ခိုင်ကို8,000ခွဲတန်ရှိမယ်9,000ခွဲတန်ရှိမယ်6,200တန်ရှိမယ်9,000ခွဲတန်ရှိမယ်6,000တန်ရှိမယ်ဈေးနှုန်းလေးတွေကလည်းအစားစားရှိတာဖြစ်တဲ့အတွက်ကြိုက်တာလေးအတွေ့မင်းကို screenshot ရိုက်ပြီးတော့လာရောက်ပြီးတော့မေးလို့ရပါတယ်ရှင်အိုးဖြူလေးနဲ့ပဲထိုးထိုးကြီးပန်းအိုးလေးနဲ့ပဲထိုးထိုးဖျားမှလူဖို့ပန်းလေးတွေလိုတဲ့အပ်တယ်ဆိုရင်တော့မင်းတို့ရဲ့ဖူးပွင့်ရတနာမညိုပန်းကြောက်အလှပန်းခိုင်လေးတွေကိုသတိရလိုက်ပါနော်ဒီဇိုင်းလေးတွေကလည်းအမျိုးရှိတယ်အယောင်ကာလာလည်းဒီဇိုင်းစုံရှိတာဖြစ်တဲ့အတွက်ဖူးပွင့်ရတနာမှာကိုကြိုက်တဲ့ပန်းခိုင်လေးတွေကိုဆိုင်မှာပဲဖြစ်ဖြစ် online ကနေပဲဖြစ်ဖြစ်ကြိုက်တာလေးတွေ့ရင် screenshot ရိုက်ပြီးတော့မင်းကိုလာရောက်ပြီးတော့မေးလို့ရပါတယ်ရှင်မင်းအခုနမူနာထိုးပြထားတာလေးကတော့တအိုးမှာ9ခိုင်3ခိုင်2ခိုင်အမျိုးမင်းနမူနာထိုးပြထားပါတယ်နော်ကြိုက်တာလေးရှင် screenshot ရိုက်ပြီးတော့ Messenger မှာပဲဖြစ်ဖြစ် Viber မှာပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်ဆိုင်မှာပဲဖြစ်ဖြစ်ဒါရောက်ပြီးဝယ်ယူလို့ရပါတယ် Ray အမြန်ချောရောက်တဲ့ဘယ်မျိုးမဆိုမင်းတို့ကအိမ်ရောက်ငွေချေနဲ့ပို့ပေးပါရရှင်ကျေးဇူးအများကြီးတင်ပါတယ်